ရှန်ရှန်ရဲ့အကြိုက်ဆုံးဖတ်ထမင်းဆိုင်ကိုပြောပါဆိုရင်တော့ရှန်ကဒီမက်နုဖတ်ထမင်းလို့ပဲပြောရပါမယ်เนาะရှန်ကဒီမက်နုဖတ်ထမင်းကိုလွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်တုန်းကလည်းရှန် review လုပ်ပေးခဲ့ဘူးလေပေါ့เนาะဒါကနောက်တစ်ခေါက်ထပ်ပြီးတော့ရှန် review လုပ်ပေးတာဂျားထဲမှာတော့ရှန်သွားစားတဲ့အချိန်ကြီးကတော့အခောက်ပေါင်းမနေတော့ပါဘူးเนาะဒီမက်နုကကြတော့100ခိုင်နှုန်းဟလာစစ်ပါเนาะသူ့ရဲ့ဆိုင်လိပ်စာလေးကကြတော့89လမ်း3132ကြားမန္တလေးမြို့မှာတည်ရှိတာဖြစ်ပါတယ်เนาะဒီမှာသူ့ရဲ့ TikTok account ကိုလည်း mention လုပ်ပေးထားပါတယ်ဒီက parcel ပိုင်းမှာမယ်ဆိုတော့ဒီ TikTok account ထဲမှာရှိတဲ့ဖုန်းနံပါတ်မှာဖုန်းဆက်ပြီးတော့မှာလို့ရပါတယ်เนาะသူဆိုင်မှာကဖာလူတာရဲ့ strawberry အသီးစစ်နဲ့ပြောတဲ့အေးတွေလည်းရပါတယ်เนาะအော်ဒါနဲ့လေတခါလေးကြိုပြောလိုက်မယ်သူစီမှာရှိတဲ့ဖက်ထမင်းကဘာဆဆပေါ့เนาะတပွဲကို8500ကျပ်ပါเนาะဒီမဲ့ကဖက်ထမင်း3မျိုးရပါတယ်ကြက်သားနဲ့ရတယ်နောက်ပြီးသွားပြီဆိုရင်အမဲသားနဲ့ရတယ်ပဇွန်နဲ့ရတယ်အထဲမှာရှန်သူတို့စီကအမဲသားနဲ့ဖက်ထမင်းကတော့ရှန်ရဲ့အသေးဆွဲအသေးကိုဆွဲပြီးအသေးကိုခိုက်နေအောင်ကြိုက်ပါတယ်ဒီမှာပြောသလိုမျိုးသူ့ရဲ့ဖက်ထမင်းကိုဘာလို့အရန်ကြိုက်လဲဆိုရင်ပေါ့เนาะသူ့ရဲ့ဒီဖက်ထမင်းထဲမှာထည့်ပြီးထားတဲ့ဒီအသားတွေရဲ့အနှစ်ပေါ့เนาะဖြစ်သလိုမလုပ်ထားဘဲနဲ့တီးတီးချာချာအနှစ်ကိုကြအောင်ချက်ထားပြီးတော့ကိုကလေစိုက်မှာဝယ်စားသလို feeling များပဲကို့အိမ်မှာကိုလေအားရပါရကို့အမေကတီးတီးချာချာ special ချက်ကျွေးထားတဲ့ feeling မျိုးကိုရတာအသားတောင်မလို့တော့အဲ့ဒီကအနှစ်နဲ့နယ်စားရင်ကိုစားလို့ကောင်းတယ်ထမင်းပူပူဟင်းပူပူလေးကိုမှအောက်ကဖက်လေးနဲ့ခင်းပြီးထည့်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်ငပြောရွက်အနှံ့လေးရတယ်တင်းတင်းလေးပဲဒါကတော့ရှန်ပက်ပက်ဆက်ဆက်ကိုကြိုက်တဲ့အမဲသားဖက်ထမင်းပဲဖြစ်ပါရင်တော့သူ့ရဲ့အမဲသားဖက်ထမင်းထဲမှာပါတဲ့အမဲသားအနှစ်ကပေါ့နော်ဟင်းအနှစ်ကလေးတကယ်ကိုအသားဟင်းမလို့ဘူးတီလားအဲ့လိုမျိုးနယ်ဖက်စားရင်ကိုစားလို့ကောင်းတာအမဲသားလေးကလည်းအသားလေးကနုညံ့ဣဆက်နေရောပဲတီလားလုံးဝအသားကောင်းအောင်ထည့်ပေးထားတာအကြောတွေအများကြီးပါမယ်လို့မထင်လိုက်နဲ့နော်လုံးဝအသားကောင်းဆိုမှအသားကောင်းအောင်သုံးမိထားတာပါရှန်အခုစားပြထားတဲ့ဖက်ထမင်း3ပွဲလုံးကဘာဆဆတပွဲကို8500ကျပ်ပါနော်တပွဲကို8500ကျပ်နော်3ပွဲလုံးကို8500လို့ပြောတာမဟုတ်ဘူးနော်တပွဲကို8500ကျပ်ပါအတိုးမြုပ်ဆိုရင်လည်းရှေ့မှာမြင်ရသလိုမျိုးပေါ့နော်အစုံအလင်းလေးချပေးထားနောက်ပြီးတော့သူတို့ချပေးထားတဲ့ဟင်းရည်လေးကလည်းတော်တော်လေးကိုတောက်လို့ကောင်းတယ်ဒါကတော့နောက်ထပ်အသစ်ထပ်ထုတ်ထားတဲ့ပေါ့နော်ပဇွန်တုံးနဲ့ဖက်ထမင်းဖြစ်ပါရင်တော့သူ့ရဲ့အနှစ်လေးကလည်းတော်တော်စားလို့ကောင်းတယ်ရှန်ကလေရှေ့အခါတွေဒီမဲ့လာစားတော့ငါရှန်ကဒီအမဲသားနဲ့ပဲအမြဲတမ်းစားဖြစ်နေကြပေါ့နော်ဟိုအရင်ရှန် review ပြီးတော့ရိုက်ပေးတော့ကလည်းရှန်ကစက်သားရဲ့အမဲသားရဲ့နှစ်ခုနဲ့ပဲစားခဲ့တာပေါ့နော်ဒါပဇွန်ကြတော့ရှန်ကအခုမှဒါပထမဆုံး try ပူတာပေါ့နော်ပဇွန်လေးကချိုပြီးတော့တော်တော်လေးကိုလက်ဆက်နေတယ်လုံးဝလက်ဆက်နေတဲ့ပဇွန်ပဲတုံးမိထားတယ်ပဇွန်ဆိုတာလေးစားလိုက်တာနဲ့ तू ကလက်ဆက်လားမလက်ဆက်လားဆိုတာတော်တော်သိတာပါရဲ့နော်သူရဲ့ taste ကလေလုံးဝကိုချိုပြီးတော့လေလက်လက်ဆက်ဆက်ကိုတုံးမိထားတာသိတာပါတယ်ဒီဆိုင်ကလေရှန်ရှေ့မှာ review ပြီးတော့တင်ပြီးကြရလူတော်တော်များများကြိုက်ကြတယ်ဒီနေ့ဒီချိန်ထိတောင်မှလေရှန်ရဲ့ဒီဖုန်းနံပါတ်ကိုဖုန်းဆက်ပြီးတော့ menu ဖက်ထမင်းရလားဖက်ထမင်းမှာခြင်းလို့ပါဆိုပြီးတော့လေတလားဖုန်းဆက်မေးရသူဒီနေ့ဒီချိန်ထိကိုရှိတော့မဲသိလားနောက်ပြီးတော့သူတို့စီမှာ faluda တွေ strawberry ဖြော်ရည်လည်းရတယ်ပေါ့နော်တကယ်တမ်းဆိုရင်ဒါက strawberry ဒီအချိန်တော့မဟုတ်ဘူးဒါပေမဲ့သူတို့စီမှာ strawberry အသီးအစစ်နဲ့လုပ်ထားတဲ့ strawberry ဖြော်ရည်ရတယ်နော်ဖာလူဒါလေးကလည်းလုံးဝပြစ်နှစ်ပြီးတော့တကယ်ကိုကောင်းနေရောပဲဖက်ထမင်းစားပြီးအချိုတည်းရတဲ့ feeling ကတိတ်ကိုမိုက်တယ်ကဲအဲ့တော့ရှန်ရဲ့ vlog လေးကိုဒီမဲ့နေရနာခွင့်ပြုပေးပါအောင်